啊，索菲亚个，不过做嘛是的，做了比我这样的，一般炒的干净的嘛是的，你炒到好的，店里也是发的。哎喽，索菲亚哎，我管你来嘛，索菲亚，不如说，你配的嘛菜，你咯，你来来去我来家了，你再搞。ကဲအခုစီပြားတို့ချောင်းတဲ့ကဲကြည့်ဘက်ကိုရောက်ပြီ။ချောင်းတာကိုစီပြားတို့ဒီကားလေးနဲ့လိုက်ကြည့်ပါမယ်။ Hello စီပြားအခုညီချောင်းတာကိုရောက်ပြီ။ဆိုတော့အခုစီပြားတို့ချက်တီတော်ဝင်လို့မရသေးဘူး။နည်းနည်းစောရောက်နေတဲ့အတွက်ကြောင့်မို့လို့ lunch စားမယ်ပြီးရင်ချောင်းတာဈေးထဲမှာဆိုတော့ပြင်လဲဆိုင်အများကြီးတောက်တယ်။လိုက်ခဲ့ပြီ။စီပြားတို့ကကြောက်စုံလာပြီးတော့ဝယ်တာပေါ့။ဒါပေမဲ့ကိုယ့်အကူတော့တိတ်မကျွမ်းကျင်တော့လေတုတ်တုတ်ကိုယူပြီးတောင်းတာ။အခုလိုက်ကြည့်ဖားပစုံနဲ့ခုတ်ဖားလို့ပဲခုံလာသူကမကြည့်ရေးကိုချပြမယ်ဖားလို့ပဲခုံတယ်ဟဲ့ငင်းသွားပြီတော့ဟဲ့ငင်းသွားတော့သူကြောက်လို့တင်တယ်တသိန်း2000နဲ့ဒါယူလိုက်နေ2000အေးနော်မစိုးနော်ဒီလေးကြီးတော့ယူပြီးဟိုကာလာ7ကာလာ7ကလာ2သိန်းမှာဒါရိုးရိုးကြောက်ပစုံမှာဘယ်လောက်ရှိရလဲ1.15 ကီလိုနှစ်ကောင်ရတယ်ပေါ့နော်အခုစူပြရတော့ဈေးရဲရောက်နေတာဆွမ်းနာကတော့ကြောက်ပစုံမှာတစ်ချက်တိုင်တော်ဝင်နေတယ်ဆိုဈေးထဲမှာတခြားဟာလေးလုံချင်လေးလာကြည့်လိုက်ခဲ့ဒီကပါလေဒီအရောင်အနီနဲ့အဲ့ဒါလားသူတို့ပဲမျိုးတမ်းမယ်တော့ကြောက်နေပေါ့ကြောက်နေပေါ့အေးကိုကြောက်ပစုံမှာအရောက်မတူဒါဘယ်လောက်ဘယ်ရောက်ဝင်လဲဒီပွဲသူကကြတော့ဒီကောင်လုံးမှာမဗလား3000ခွဲဟဲ့လား3000နဲ့ပေးမှာလာကားနဲ့စုံလိုက်စုံကျွန်တော်နေခဲ့မယ်လေဟိုကြောက်ပစုံဦးနဲ့နော်နော်ဦးနေနဲ့2000ဒီတောင်းနေတကောင်ယူလိုက်ရက်လက်ငပါးနေတာဟာလားငပါးနေပါဟုတ်ကဲ့ဆိုဖီယာတို့အခုနေ့လည်စာစားမှာပေါ့။ဒါတော့ဆိုဖီယာအစပြီးထဲမှာစားချင်တာ။ပြီးနေကျတော့ရန်ကုန်ပြောင်းသွားပြီလို့ပြောတဲ့အခါကျတော့ဆိုဖီယာဒီမှာစားမှာ။ဒီစားကလည်းဆိုဖီယာအရင်စားနေကြ။ဒီကရခိုင်စားနာမည်ချင်းသွားတာပေါ့နော်။နာမည်အရင်ချင်းသွားတဲ့နာမည်တော့ပြောတော့ဒီဆိုင်ကြီးအရင်စားကောင်းတယ်။အဲ့တော့ဆိုဖီယာတို့အရင်စားလိုက်လိုက်ခဲ့။ဆက်ကြပါလား။ဆိုဖီယာတို့ကျတော့အခုနေ့လည်စာစားနေပါတော့။အခုကဘာပဲစားမယ်ညနေကျရင်ဆိုတော့ဈေးတွေကဝင်လာတဲ့စီဖူတွေအများကြီးဆိုတော့ပြီးတော့နောက်တစ်ခါကျတော့တီးတိုင်းချိန်ကိုချိန်မှာလည်းစားရအောင်ဆိုဘိုက်ချောင်မှမရအောင်အမတန်ပါလေနော်စားကောင်းနေဒီလေပါမဖြစ်ဘူးကဲ banana boat ရုပ်တာနဲ့ပထမဆုံးလုပ်တာကပင်လယ်နဲ့ရေကူးကန်ကိုကြည့်တာပဲဒီမှာတော့ဘားကောက်တာလေးတွေတွေ့ဟိုမှာရေဆော့လို့ရတဲ့ကစားခွင့်လည်းရှိရပြီးကြတော့မှအဲ့သွားကြည့်မယ်ဒီကတော့လာအခုရတဲ့အခါတော့ဒီခန်းရဒါလည်းဖတ်ဖို့မစိုးဒီဘက်တက်ကြည့်လိုက်မယ်ဆိုရင်တော့ garden view လေးဖြစ်တယ်ဆိုပြတော့ဟိုတယ်ဝင်းလေးတွေလိုက်ပတ်ကြည့်လိုက်တဲ့အချိန်မှာဟိုတယ်ဝင်းညအကျယ်ကြီးပဲပြီးတော့အဆောင်လေးတွေဖွဲ့စည်းထားတာအများကြီးပဲရှိဒီလို building တွေလည်းရှိတယ်ဘယ်လိုမျိုးဆိုပြတော့တဲတဲ့အခန်းပုံစံလေးတွေရှိတယ်ဒီဟိုတယ်မှာအယုတ်လေးကောက်ကလေးစီကလည်းစီးလို့ရတယ်ဒီထိုင်ကုန်လေးမှာပင်လယ်ကိုလှလှလေးထိုင်ကြည့်လို့ရတယ်ပြီးတော့ကလေးရောလူကြီးပါဆော့လို့ရအောင်လုပ်ပေးထားတဲ့ရေလာရှော့စီကစားခွင့်လည်းရှိတယ်အခုလူပြောစရာကစားနည်းလေးတွေလည်းထပ်ထားတယ်။ Yes နှစ်တိုင်းတော့စားမှာပေါ့နော်။အခုမိုးရွာနေတယ်။သူများတို့လိုချင်တဲ့ဖိုင်လေးတော့ရပါရမ်းပြောလာပြီ။အဲ့တော့ဒီမီးချောင်းတာကဆက်တိုင်းလိုက်နေတယ်ဆိုတော့ဆက်တော့
နှစ်တိုင်းရနေပြီလားစားမယ်လေဟုတ်ဟုတ် ဆိုဖီယာတို့ရောက်တဲ့နေ့မှာစနက်ကျွေးတာကကြာစက်ချက်ပူပူလေးနဲ့တင်မော်သေးတာပြီးတော့ကော်ဖီနဲ့လက်ဖက်ရည်လေးရလဲတောက်အရန်ကောင်းတယ် သွားမယ် အဲ့ဒါဆိုစစီဖို့ရရိုက် သွားမယ် ဆိုဘလို့ရိုက်မလဲဆိုကဲလိုက်ခဲ့အောင်သူနဲ့အတူ သူတို့ပြောတဲ့အတိုင်း post ပေးရတယ်ကျမဒေတူမှာတော့ဆိုဖီယာရဲ့အသားရောင်နဲ့အဝတ်တွေရတော့မခေါ်ကြတော့ဘူးပေါ့နော်ဒီဘက်ကန်းချီမှာကလူများတော့လွတ်လွတ်လပ်လပ်ကြီးအကြာကြီးတော့စောလို့မကောင်းဘူးဒါပေမဲ့ဆိုဖီယာရသလောက်တော့ဖိုတိုရအောင်ရိုက်ခဲ့ပါတယ် ကဲโอเคဘနာနာစီးရမှာဖြစ်ပါတယ် ဟိုအဲ့ကိုတွေကမစီးဘူးလေဘုံပါလိုက် ဟိုတယ်ကလုပ်ပေးထားတဲ့ဒီကစားဝဲမှာဆွဲရတော့ဆိုဖီယာအရန်ကြိုက်တယ်အရန်လေးပြောဖို့ကောင်းတယ် ချင်းနေ အချင်းကြီးကတော့စေးတောက်ယူသွားတဲ့အနေထားရောက်ဘာလို့လဲဆိုရောက်ကလေးကနေကန်းချီစင်းနဲ့ဘောစီးတယ်ဘနာနာစီးတယ်ရေကူးတယ်အဲ့ဒီကလေးကစားခွင့်မှာအားရပါရတောင်းညံပြီးတော့ပြောအခုကောင်းနေပါကြိုက်တော့ဒီမှာ စေးတော့ စေးတောက်နေရတယ် ညစာမစားခင်နေပေါ့ နိုင်ကြညတော့စား စေးတော့ အားယူသွားအဲ့လိုဆိုတော့စေးမတောက်ထားဘူးဆိုရင်စီဖူးစားနိုင်မှာမဟုတ်ဘူးဆိုစေးတောက်ကဲစပီယာတို့စီဖူးလေးလည်းဝယ်ထားတဲ့ဟာအခုဒီမှာရောက်ပြီမကြည့်ဘူးစုံကြီးကိုလည်းကြည့် ကြောက်ပစိုးกินရလား နင်းနေကသမီးစားတဲ့အဆိုင်မှာဒါစပီယာတို့သူတို့กินခိုင်းချက်ခိုင်းလိုက်တာသူတို့စီကလက်ရအရှမ်းကောင်း ဘယ်လောက်ကြီးလဲလို့ကြည့် ကြည့်လား ဒါပါလေအပားနေကိုတန်းနေအောင်ပေါင်းထားတာ ဒါနေ့လေဟိုရေပွဲအကောင့်မဟုတ်ဘူးလေကိုကြီးတပါ ဩကျန် ဒါတဝက်ကိုกินပေးတယ်ဒါတဝက်ကိုချက်ပေးတယ်ကြီးပဲကြီးပဲ မကြည့်ဒီမီနေတော့စားလိုက်ပြီးတော့မွေးနေတာ ကဲအဲ့စားလိုက်ကြပါဦး အဲစားမယ်ပြန်လေးယူကြည့်ပြီးစားမယ် ကဲဘာလီမွန်ဒီလား ဂျင်းနေချမ်းဘာတောက်နေရ ချ လဲ က်ကမိုက်စားရှက်ကလေးနဲ့ ဟာ ဟုတ်ပြီ တီးပါဦးလီမွန်တီးတွေထည့်တော့ ဒီလိုလေးတတ်မှဖွင့်မဟုတ် ဟုတ်ကိုကြည့်လေမွန်ဒီတောက်တဲ့ခွက်မဟုတ်ကြည့်သမျှ stress တွေရောအမိုးတွေရောပူတွေရောငင်းချမ်းတော့ဟာအရင် ဟုတ်လား ပေါင်း နေခဲ့မလား နေတော့မ နေ့တိုင်းကအမိုးပြင်နေပေါ့ မှာပူတန်တဲ့ဓာတ်တွေက ဟုတ်လားโอเคโอเคကောင်းလား ကောင်းတယ်တကယ်ကောင်းတယ် ဟုတ်လား ဆင်းသွားရှင်ဘက်ထဲကိုအေးဆင်းသွားတာ ဟုတ်လားနေခဲ့မလားအဲ့ဆို ဒီအကြောက်ချက်ကမဲ့တောက်တယ် ပြင်မရပေါ့ အမတင်ပေးတာ ဟော သူကမကောင်းတဲ့ဟာဆိုအမအရင်တင်ပေးတာဖေးရိုက်ကလေးတင်ပေးတယ် ဟော အရင်တက်တာလေးတင်ပေးတယ် ဟာဆရာမကြီးရော ဆရာမကြီး လမ်းမှာတွေ့ရင်ပြုံးမပြနဲ့ခြေကငါရဲ့ဆရာမကြီးဆိုတာသူပါပဲ အခုဟာစပီယာတို့ညဘက်မှာ performance show လေးလည်းရှိရလို့ပြောရဲအဲ့ဒါလေးကြည့်ပြီးတော့စပီယာတို့လမ်းဆောင်မယ်ဆိုတော့ဘာလေး show ပြလဲဆိုတော့တစ်ချက်ပါကြည့်ကြမယ်ရမ်းမိုက်တဲ့မီးပြကွက်ပြမယ်လေလားလိုက်ခဲ့လိုက်ခဲ့ Morning ma. Sophia breakfast is now. How about breakfast ကလေးလာထားကြ။ ဟိုတယ်ရဲ့ breakfast buffet လေးကတော့တခြားဟိုတယ်တွေကြီးသလိုပဲစုံစုံလင်းလင်းရှိပါတယ်ထူးခြားတာကတော့အဲ့ဒီကစားခဲ့ရတဲ့မွေးငါလေးကတော်တော်စားကောင်းတယ်ထင်ထားတာထက်ရတာပိုတယ်
breakfast လေးစားအပြီးဆိုဖီယာအုံးရီလေးတောက်နေတော့ဘေးရင်ဟောတဲ့အပကိုတွေ့လို့အားပေးချင်တာနဲ့တက်ချက်ကြည့်ခဲ့ပါတယ် သမီးနေရပါလိမ့်ခဲ့ အင်္ဂါ အင်္ဂါ စိတ်ကပဲဆက်ပြန်နေဟုတ်မှာကန်ကြည်မြန်လက်မြန်လူမြန်စိတ်မြန်မဟုတ်မှာကန်လူကြီးတို့ရင်ညစ်တပတ်မလို့အခု4ရောက်5ရောက်ပေါ့ညစ်ဆယ်ကြီးပါတော့ကျင်းနေသူကရတာပေါ့ မရစားပါ ချင်းသိ ချင်းသိမ့်မ တော်တယ်စိတ်ဝဲဟောက်မဟိမပြောမလို့မဲ့ ဟောသဘောပါပြီ စိတ်ဆက်တယ် ဟုတ်ကဲ့ပါဟုတ် အဲ့ဒါအောက်တမကြောက်ကောင်းပါလေဘာပြလာကောင်းနော် ဟုတ်ကဲ့ တက်ရှိဦးမလားပါ အသက်က85နှစ်တောင်ကြီးအာရီတိုင်းရောက်အသက်ရှိ ဟုတ် ဒီကဒီဥစားညမပင်မအောင်လို့သူများလေးကထိုင်သားမယ်ငွေကြတော့မမြဲဘူးအသုံးဆက်လို့ခေါ်ရတယ် ဟုတ်တယ်လက်ဖွာတယ်လက်ဖွာတယ် သူများ10သိန်းတော့ညက်15သိန်းပေါ့ ဒါပဲလေ အမှန် ဒါပဲလေအမှ9000တန်သွားပြီဗျဟုတ်ပြီ အဲ့စကားတော့ရန်တန်သွားပြီဖြစ်နေရပါရဲ့ ဟုတ်ပြီဗျ ဒါကတော့မြင်းစည်းဖို့စောင့်နေတော့နီးနာကကလေးတွေကိုရေခဲတော့ဝင်နေတဲ့မမဆိုဖီယာပါ သူဘာလို့တာလဲသိ ကဲဆိုဖီယာရဲ့ချောင်းသာခီးစင်လေးကတော့ဒီမှာနေပြီးပါပြီအချင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အစားအသောက်ပေါ်ပေါ်စားခြင်းတဲ့သူတွေမိသားစုလိုက်ကလေးပါခေါ်လာပြီးလာတဲ့သူတွေပြီးတော့တငယ်ချင်းတွေနဲ့ activities တွေအများကြီးလုပ်ချင်တဲ့သူတွေဒီချောင်းသာပတ်ချမ်းကိုလာသိနေလို့တော့ဆိုဖီယာမြင်ပါတယ်ဆိုဖီယာအကြိုက်ဆုံးတစ်ချက်ကိုပြောရမယ်ဆိုရင်ဒီဟိုတယ်မှာကရေလာရှော့စီကစားခွင့်မှာစောရတာအရင်သဘောကျပါတယ်ဒီဝဲမိုက်စာဘလော့လေးကိုမကြည့်ရသေးရင်လည်းတော့ကြည့်လိုက်အောင်နော်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် follow and subscribe လုပ်ဖို့လည်းမမေ့နဲ့နော်ဆိုဖီယာတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်